Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ဘန်ကောက်ရောက်တုံးဝယ်ထားတယ်ပေါ့နော်ဒီဖက်နက်လေးတစ်ရံကို unboxing လုပ်ပေးမှာဖြစ်ပါတယ်ဒီဖက်နက်ကတော့ Puma speaker leather version ပဲဖြစ်ပါတယ်ဒီဖက်နက်ရဖို့တော့ကျွန်တော်တော်တော်ရှာလိုက်ရတယ်ပေါ့နော် shopping center ၄ခုလောက်ပတ်ပြီးနောက်ဆုံးမှကျွန်တော်ဒီ terminal 21က GT Sport မှာရခဲ့တာဖြစ်ပါတယ်ဒီဖက်နက်ကတော့ကျွန်တော် band 4200ပေးရတယ် color wheel လေးကတော့ black white color wheel လေးပဲဖြစ်ပါတယ်သူကတော့ true to size သွားတယ်ပေါ့နော်Okay အဲ့တော့ဒီ Puma speaker ကကြတော့ဒီ Blackpink က Rose လို့ခေါ်တဲ့ collaboration လုပ်ထားတဲ့ version တွေလည်းရှိရပေါ့နော်ပြီးတော့ Puma speaker ကလည်းဒါနာမည်ကြီးနေတဲ့ဖက်နက်ဆိုတော့လူတော်တော်များများသိပြီးမှဖြစ်တဲ့အတွက်ကျွန်တော်ဒီဖက်နက်ပတ်သက်တဲ့ details တွေပါညာတမိုင်းကြောင်းတွေပါညာကျွန်တော်သိပြီးမပြောတော့ဘူးပေါ့နော်မပြောဘဲနဲ့ကျွန်တော်နည်းနည်းဒီသုံးထားတဲ့ material လေးတွေကိုကျွန်တော်နည်းနည်း highlight လုပ်ချင်တယ်ပေါ့နော်upper ကသူကleather version ဖြစ်တဲ့အတွက် upper တစ်ခုလုံး leather version လုပ်ထားတာပေါ့နော်ဒီ original version OG version ကကြတော့ကျွန်တော်တို့ဒီ upper တစ်ခုလုံးကကြတော့ silk material နဲ့လုပ်ထားတာပေါ့နော်နှစ်ခုလုံးကတော့ရေစုံမခံဘူးဒါပေမဲ့ဒီ leather version ကတော့သူကupper တစ်ခုလုံး leather နဲ့လုပ်ထားဖြစ်တဲ့အတွက်တော့ကျွန်တော်အနေနဲ့ premium ပိုဆန်နေဆိုတဲ့ခံစားချက်မျိုးလေးတော့ရတယ်ပေါ့နော်ပြီးတော့ဒီဖက်ကကျွန်တော်အမြင်မှာတော်တော် clean ဖြစ်တဲ့ထဲမှာပါတယ် styling လုပ်လို့ကောင်းမယ်လို့ခံစားရတယ်ပေါ့နော်ပြီးတော့သူက outfit တော်တော်များများနဲ့လည်းလိုက်တယ်ကျွန်တော်ရဲ့ personal အမြင်ကတော့ကျွန်တော်ဒီcargo pant အနေနဲ့ဝတ်ဖို့အတွက်တော့ပိုပြီးသဘောကျတယ်ပေါ့နော်ဒီဖက်နဲ့ပတ်သက်တဲ့အားနည်းချက်ကဘာလဲဆိုတော့သူကလမ်းကြာကြီးလျှောက်တဲ့အခါမှာပဲဖြစ်ဖြစ်မတ်တက်အကြာကြီးရက်တဲ့အခါမှာပဲဖြစ်ဖြစ်နည်းနည်းခြေပွားနာတယ်ပေါ့နော်ကျွန်တော်တော့ဘာလို့လဲဆိုတော့သူ့ရဲ့ cushioning setup ကိုကျွန်တော်တိတ်ပြီးသဘောမကျဘူးနောက်ပြီးတော့ဒီဖက်တွေဒီငါးတွေကရေစုံမခံဘူးပေါ့နော်အဲ့အတွက်မိုးရသေးပိုင်းမှာစီးမယ်ဆိုလို့ရှိရင်တော့ဒီ leather version ပဲ CC OG version ပဲ CC ကျွန်တော်တို့ဒီ waterproof spray တွေခံဖို့လိုတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တိတ်ပြီးတော့ recommend မပေးဘူးပေါ့နော်ဒီဖက်တွေပိုင်းညာထိမှာဆိုရတဲ့အတွက်ပေါ့နော် okay အဲ့တော့ဒါကတော့ကျွန်တော်ရဲ့ဒီ shoe unboxing video လေးပဲဖြစ်ပါတယ်ကြည့်ပေးကြတဲ့တယောက်စီအောင်ကျေးဇူးအများကြီးတင်ပါတယ်တခုခုအဆင်မပြေရရှိရင်လည်းတောင်းပန်ပါတယ်